မင်္ဂလာပါခင်ဗျာသစ္စစီရကျူဆိုပါတယ်အခုတစ်ခါကျွန်တော်ပြောချင်တာကတော့ရောင်း post လေးမဟုတ်ပါဘူးကျွန်တော် post တင်တာလည်းကြာပြီအဓိကတော့ကျွန်တော်နေမကောင်းဖြစ်နေတာနဲ့ရောင်း post လည်းမတင်အောင်အခုလည်းရောင်း post တင်မယ်ဆိုပြီးတော့အားရနဲ့ရိုက်ရင်းနဲ့မှဒီစကားပြောစရာလေးရှိလို့ရိုက်ပြဖြစ်တာပါဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကခုလောဆိုရင်ဒီဂျာကြီးကလည်းစက်ကူမကူဖြစ်တာရဲ့နေရလည်းပူတယ်မိုးကလည်းရွာတယ်ညာဘက်မှာပြောတာပေါ့နော်ဒီအောက်ပြည်မှာတော့အများနဲ့မိုးရွာနေမယ်လေဒီပါတယ်ညာဘက်မှာကျတော့နေကင်းမှာကြောက်လေနေရပူတယ်တစ်ခါတည်းကြောက်လေနေပူပြီးမယ်မိုးကလည်းရွာတော့ဒီပူလိုက်အေးလိုက်ဖြစ်တဲ့ခါမှာခန္ဓာကိုယ်ကပြမရကျူးနဲ့မကိုက်ကြီးတာတချောင်းရယ်နောက်တစ်ခုကကျအဲကွန်ကန်းထဲမှာအနေများတော့ဒီနာစီချောင်းဆိုးနဲ့ရာသီတုပ်ကွေးနောက်တစ်ခုကကျတော့ဒီ COVID-19 နောက်ဆက်တွဲယောဂပိုးလေးတွေကလည်းကျန်နေလို့ယူဆပါတယ်အဲကျတော့ခန္ဓာကိုယ်မှာကဒီဖျားတယ်လားမဟုတ်ပြီမဲ့လေစီကမ်းမှာတော့စစ်တဲ့ခါမှာကြောက်လေဖျားနေသလားဆိုတော့လေဖျားမနေဘူးဒါပေမဲ့လေဒီတုပ်ကွေးလိုမျိုးလက္ခဏာမျိုးယူဆရတဲ့ခန္ဓာချက်မျိုးဖြစ်တယ်ပုံမှာခန္ဓာကိုယ်ကကိုက်ခဲတာမျိုးရှိတယ်ချောင်းတွေချောင်းတွေရားပဲချောင်းတွေစိုးတယ်နားတွေစီးရလဲဒီငါ6ရက်လောက်ကြာလာတယ်ပေါ့နော်ဒါမျိုးတွေဖြစ်တယ်စီးထိုးရတယ်လေရှင်းတော့အပြောက်ဘူးပေါ့ဒါကြောင့်ကျွန်တော်ဆရာဝန်သူတွေလည်းထောင်းဆောင်သိနေအောင်လို့ပြပြပေးရဖြစ်ပါတယ်ဖြစ်နိုင်တယ်ကိုယ်ကလလန်းပြီးတဲ့နေရာမှာရှိတယ်ဒီဆေးနဲ့လည်းလလန်းပြီးရဲ့အချိန်တွေလည်းပြီးတယ်ဆိုရင်တော့ဒီကာကွယ်ဆေးလေးတွေထိုးတာတော့ကောင်းပါတယ်ဒီလူပတ်စင်လေးထိုးထားတာတော့ကောင်းတယ်အိမ်မှာလည်းဒီသားစုဝင်တွေကိုဒီတုပ်ကွေးကာကွယ်ဆေးပေါ့နော်လူပတ်စင်လေးထိုးပေးထားတယ်ဒီတော့အပြင်ဒီကာလာဖြစ်တာဒါစီတုပ်ကွေးလေးတွေဖြစ်တဲ့တော့သူတို့တုပ်ကွေးဖြစ်တတ်ပါတယ်သူတို့တုပ်ကွေးကတော့ကိုယ်လလန်းပြီးရဲ့အချိန်တွေလည်းပြီးတယ်ဆိုရင်တော့သူတို့တုပ်ကွေးကာကွယ်ဆေးတွေကတော့ကိုယ့်ရဲ့သားငယ်သမီးငယ်တွေရှိနေထိုးထားတင်ပါတယ်အဓိကကတော့အဲ့ဒါလည်းမမြူဆိုရင်တော့မှပဲရိုးရာသီတုပ်ကွေးတွေကာကွယ်ဆေးလေးတွေလည်းထိုးထားတာမမှားပါဘူးတကယ်လို့များဆေးထိုးဖို့အချိန်မပေးဘူးလည်းမမြူဆိုခဲ့ရင်တော့မှပဲဒီကျမကြီးကိုအဓိကယူဆိုင်မှာအဆင်ပြေတာပါဒီရာယူတူကအဓိကကျမကြီးယူဆိုင်ဖို့ဆိုတဲ့နေရာမှာအေးရောပါအိတ်ကိုလိုမယ်အခုကကျတော့ဒီအေးဝဝအိတ်ခါရဲဆိုရင်ခန္ဓာရဲ့ရှိတာဖြစ်တဲ့အတွက်စားတော့ပိုင်းဆိုင်ရာမှာဆိုလေပူပူနွေ့နွေ့ fresh food တွေစားတင်တယ်ဒီနယ်လေးတွေအားပြည့်မဲ့အစားအစာလေးတွေကိုပူပူနွေ့နွေ့စားတော့လို့ဆိုရင်အဆင်ပြေတယ်အဲ့ဒီမှာတစ်ဆင်တော့တက်နိုင်မယ်ဆိုရင်ကာကွယ်ဆေးထိုးတာတော့ဘိုးလိုကောင်းတာပေါ့ကာကွယ်ခြင်းဒီကုသခြင်းနဲ့ပူပြီးဖြောက်တယ်လို့ဆိုရဲစကားရှိတဲ့အတိုင်းပဲကာကွယ်ဆေးထိုးတာဖြစ်တဲ့အတွက်တော့အရှင်ရောမူရောလူရောအရင်မပြင်မတော့ဘူးဒီလိုဖြစ်ခါမှဆိုရင်နံပါတ်1ငွေကုန်တယ်နံပါတ်2အချိန်ငယ်ကုန်ပါတယ်နံပါတ်3ကတော့လူပါခံရတာဖြစ်တဲ့အတွက်ကာကွယ်ဆေးထိုးထားလို့တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့ကာကွယ်ဆေးထိုးဖို့လည်းလမ်းမမီဘူးရှင်နေမပြီးဘူးဆိုခဲ့ရင်လေခုနကလိုမျိုးကိုယ်ကအကောင်းနေမယ်လူထူတဲ့နေရာသွားမယ်ဆိုရင်လေမက်ဆက်တာမျိုးဖြစ်စေဖြစ်နိုင်ရင်တော့မသွားပဲရှောင်းနေတာမျိုးဖြစ်စေဒါမျိုးလေးတွေလည်းဆောင်လေးပြပြချင်တာဖြစ်ပါတယ်ကျွန်တော်လည်းအခုကိုနေမကောင်းဘူးအခုမှလည်းပြန်ထားဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်တွေကနေမကောင်းဖြစ်နေလို့ပြီးခဲ့တဲ့တစ်ပတ်လုံးတော့လည်းမရိုက်ဖြစ်ဘူးအယောင်းလည်းနားထားပါတယ်ဝန်ကြီးဖုတ်တယ်လေးတွေပဲမပြတ်ဖို့ပြရရှိပါတယ်အခုဒါတွေကတော့ဥပယမဲ့ခေလေးတွေပါဥပယမဲ့ခေလေးတွေရိုင်းရင်းနဲ့မှဒီဟာလေးပြောမယ်ဆိုပြီးတော့ပြောပြတာဖြစ်ပါတယ်အာရုံချန်ပရိုဂရမ်လာပဲဆိုတဲ့အတိုင်းပဲဒီကျမရန်လက်ကြီးတစ်ပါးပါဒီကိန်းနေမကောင်းဖြစ်တဲ့ခါမှာကျတော့ဘာဆိုဘာမှမလုပ်နိုင်ဘူးရောင်းတဲ့ဝယ်တဲ့ကိစ္စတော့မသိမပါပါဘူးမရောင်းရလည်းနေပြီးစီတော့ဆိုတော့ရောင်းဖို့တော့ဖိတ်ကူးရှိဘူးလားပေါ့နော်ဒီကိန်းနေမကောင်းဖြစ်တဲ့ခါကျတော့ဒီကိန်းနေမကောင်းဖြစ်တယ်ဆိုတော့အားကြီးဖြစ်တရားတဲ့အခြေသားဆိုလည်းမဟုတ်ပါဘူးစိတ်ကသွားတဲ့ခါမှာကိုပဲခန္ဓာကိုယ်ကအပူရင်မရှိဘူးတကယ်တော့ဒါပေမဲ့ကိုခံစားရတာကျတော့မလို့ရှိဘူးကောင်းနေကြိုက်တယ်ပေါ့နော်တက်တီလေးနေတယ်ဒီပေါင်ချင်းတက်လာတယ်အဲ့လိုဖျားတဲ့အချိန်နဲ့ရောပြီးတော့ဒီခွက်ကျတော့ခန္ဓာကိုယ်မှာမကြီးမသားဖြစ်တယ်ပေါ့အထူးပြင်းထန်ဆုံးကတော့ချောင်းဆိုးတယ်နှာစီးတယ်ပေါ့ချောင်းဆိုးနှာစီးဖြစ်တဲ့တဲမှာဆရာဝန်စီကန်းပြီးတဲ့ဆေးဖြစ်စီဆရာဝန်စီမြောက်ခင်မှာဂျားထဲမှာကိုဒီ OTC မှာဝယ်တဲ့ဆေးတောက်ရင်လည်းကျွန်တော်ကကိုယ့်ရဲ့အားနည်းချက်ကတစ်ခွက်ပါလဲဆိုတော့ချောင်းစုနာစီတွေရလာတယ်ဈေးမှန်တယ်ပြကျွန်တော်လည်းအရင်ကြီးစမပြေဘူးချောင်းစုနာစီတော့တောက်သွားပြီမဲ့လေအဲ့ဒီစီတော့ထားရင်နောက်ထပ်24နာရီနောက်ထပ်2ရက်စာလောက်ကိုမှအဲ့ဒီရဲ့ side effect ကရှိနေတယ်ဒီအချိန်ကြောင့်အဲ့ဒီစီချင်တော့လူကနွမ်းနေပြီးတော့ချောင်းစုတာငြိမ်နေပြီမဲ့လေလူကနွမ်းပြီးတော့ခုခုကိုလုံးလို့မရဘူးအာရုံစိုက်လို့မရဘူးပေါ့ခုဆိုရင်အမြင်မှာဆိုရင် focus ကပြောင်းဖြစ်နေတာပေါ့မျိုးလုံးထဲမှာတချို့ဆိုရင်ပုံမှန်ကောင်းတဲ့တော့ကိုယ်စိတ်ထဲမှာကောင်းတဲ့ခုကြားလိုက်ရင်ကောင်းတဲ့ခုကြားရတဲ့ခါမှာပုံမှန်ချက်တက်သွားတာမျိုးပေါ့အဲ့ဒီဆေးရှည်တော့မှလည်းခံစားရပါတယ်အဲ့ဒါကြောင့်ဖောက်ဆူတဲ့ခါမှာဆိုလည်းနေရခတ်ပါတယ်လေချောင်းတွေရားရပြီးတော့ဆိုတာဖြစ်တဲ့အတွက်လောလောဆယ်တော့ဒီ food အမျိုးတောက်ပါတယ်ဒါလေးကတော့လေချောင်းရားပြီးတော့လေချောင်းရားပြီးတော့ဆူတဲ့ခါမှာဆိုဒီစီကိုတောက်တယ်ဒီနဲ့မူးတူလူမျိုးယူဖြစ်နေတဲ့ခဏချက်ယူတကယ်မကြိုက်ဘူးခေါင်းထဲမှာကြီးကြီးလေးလေးနဲ့ပြပြသားသားနဲ့ထင်းထင်းဆန်းဆန်းနဲ့ကြည့်ဆိုလဲ focus ပြတ်တယ်ပေါ့အဲ့လိုဟာမျိုးမကြိုက်တာဟိုတခုခုတောက်ထားလို့ယူဖြစ်ပြီးတော့ဝေဝါဖြစ်တဲ့ခဏချက်ကိုကျွန်တော်တကယ်မကြိုက်ဘူးစီးတောက်ပြီးလဲလို့ယူဖြစ်နေဆိုရင်ပို့ပြီးတော့အဆင်ပြေဖြစ်တယ်အလုပ်ကိုလည်းအာရုံစိုက်လို့မရဘူးအခုခုဆိုပုံမှန်ထက်ကျတဲ့အတွက်တစ်ခုကြားရင်လည်း
ပုံမှန်တန်တော့ပူကြရင်ပေါ့အိတ်စစ်တော့ထားရင်ပုံမှန်သက်ကျလို့ယူဆတဲ့အတန်မျိုးစိတ်ထဲမှာခံစားရတယ်ပေါ့အဲ့လိုမျိုးကိုယ့်ရဲ့အားနည်းချက်ဖြစ်ပါလိမ့်မယ်အဲဒါကြောင့်တက်နေကြတော့စီးကိုမတော့ရှင်ဘူးဒါပေမဲ့လည်းဖြစ်တော့လည်းတော့ရတယ်ဒါကြောင့်ဒီတော့လို့တက်တာဆိုတာတဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်အောင်ကကွယ်ပြီးတော့နေမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဘာဖြစ်လဲဆိုတော့နံပါတ်1အချိန်ကုန်သက်သာတယ်လူခံရတာလည်းသက်သာပြီးတော့ငွေလည်းမကုန်တော့ဘူးပေါ့နော်အားကြောင့်ဒီကျမစင်တာဆိုတာလည်းလုပ်ကနေအောင်ကိုတကယ်နေကောင်းမှကျမစင်တာမှာလောကကောင်းမလို့ရဖြစ်တဲ့အတွက်အားလုံးကျမစင်တာဆိုတာလည်းလုပ်နေအောင်လို့ပြပြပေးတာဖြစ်ပါတယ်ခါးချက်လေးလိုပြပြပေးတာဖြစ်ပါတယ်အားလုံးကျမစင်တာကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ